Chelsea ဆိုတာပေါင်1ဘီလီယံတန်အသင်းကြီးလို့ပြောတာပဲ။ Man United အတွက်အပြောသေးစားလောက်တောင်မခတ်ပါဘူး။ Chelsea ကတော့အိမ်ကွင်းမှာပဲအရန်နောက်ခံလူတွေနဲ့ Man U ကလာတီးတာကိုခံလိုက်ရပါပြီ။ Chelsea နီးပြရိုစင်ညာကကျွန်တော်တို့ဘောလုံးကိုလွှမ်းမိုးထားနိုင်ပါတယ်လို့ပြောနေချိန်မှာ Michael Carrick ကတော့ကွင်းမင်းကနေပြုံးစီးစီးနဲ့ကြည့်နေကြတာပါ။ Carrick ရဲ့ view ကတကယ်ကိုရှင်းလင်းပြီးရက်ဆက်ပါတယ်။သူကကစားမတွေကိုမှားလိုက်ပုံရပါတယ်။အကောင်နေ Chelsea ကိုဘောလုံးပေးကင်ထားလိုက်သူတို့ကဘောလုံးသာကင်ထားတာဘာဆက်လို့ရမှန်းသိတဲ့ကောင်တွေမဟုတ်ဘူး။ငါတို့ကအချိန်တိုင်းအနိုင်3မှတ်ယူပြီးအိမ်ပြန်မယ်ဆိုတာမျိုးဖြစ်မယ်တဲ့ပါတယ်။ဒါကဘာနဲ့တူလဲဆိုတော့ထေးကြီးကကလေးလေးကိုကစားစရာအယုတ်အပြက်လေးတစ်ခုပေးပြီးအာယုံလွှဲတာကလေးကအယုတ်လေးရလို့ပြောနေတော့မှကလေးရဲ့အိတ်ကက်ထဲကမုတ်ဖိုးတွေကိုအေးဆေးဆေးနှိုက်ယူသွားတဲ့အဖြစ်မျိုးပါပဲ။ Chelsea ကစားမတွေကဘောလုံးကိုညာဘက်ပို့လိုက်ဘယ်ဘက်ပို့လိုက်နဲ့ပတ်ကန်နေတာကို United ကလေ့ကျင့်ဆင်းနေတယ်လို့ပဲအေးဆေးဆေးထိုင်ကြည့်နေတာပါ။ပြီးတော့ရလာတဲ့တမန်တိုင်းစစ်တစ်ချက်ထဲနဲ့အသက်ငင်သွားအောင်လှုပ်ပြလိုက်တာဟာကားရဲ့ Master Class နေပြပါရမီကိုပြသလိုက်တာပါပဲ။ဘောလုံးပိုင်ဆိုင်မှုဆိုတာက United အတွက်တော့အလကားပါအိတ်ကက်ထဲထည့်သွားတဲ့3မှတ်ကသာစစ်မှန်ပါဒီဝက်မှာမပြောမဖြစ်ပြောမှာကတော့ United အသင်းကောင်းဆောင်ကြီး Bruno Fernandes ပါပဲ။ကိုညာသွင်းသွားတဲ့တလုံးထဲသောအနိုင်ဂိုးကိုဖန်တီးပေးခဲ့တာ Bruno ပါ။ဒါအတရားတဲ့အတွက်သူ့ရဲ့18ကြိမ်မြောက်ဂိုးဖန်တီးမှုပါတယ်ဗျာ။ Bruno ဆိုတာအခုချိန်မှာကွင်းထဲကဘောလုံးမထက်လိမ့်စာအကြီးကြားနဲ့ပါဆယ်လာပို့တဲ့ delivery သမားကြီးနဲ့ပို့တူနေပါပြီ။သူဘောလုံးကန်လိုက်တာနဲ့တိုက်စစ်မှုတွေကဘယ်နေရာမှာပဲရှိနေဘောလုံးက6လောက်ထဲကိုအလိုလိုရောက်လာတာပါ။ဒီဘက်မှာ Chelsea ရဲ့ပေါင်တန်း200ကျော်တဲ့ Enzo Fernandez တို့ကွင်းလေလူ2ယောက်ကိုကြည့်လိုက်ပါ။သူတို့ကကွင်းထဲမှာပြေးတန်းလိုက်တန်းကစားနေသလားအောင်မေးရပါတယ်။ Bruno တယောက်ကအဲ့ဒီဘီလီယံနာကွင်းလေကြီးတစ်ခုလုံးကိုဘလို့ဖန်တီးမှုလုပ်ရတယ်ဆိုတာအခမဲ့ကျူရှင်ပေးသွားခဲ့တာလို့တော့ပြောလို့ရပါတယ်။ Chelsea ကွင်းလေလူတွေကတော့ Bruno ကိုကြည့်ပြီးမျက်လုံးလေးကလဲကလဲနဲ့ငေးကြည့်နေုံကလဲလို့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဒီနေ့ဝဲကြောင် United ကတော့လာမယ့်ရာသီ Champions League ဝင်ခွင့်ကိုရင်းကော်ပြီးလှမ်းဝင်သွားပါပြီ။ဥရောပရဲ့ဘီနေဖြစ်တဲ့ Real Madrid ဘိုင်မီနစ်တို့နဲ့ရင်မောင်တန်းဖို့လက်မှတ်ဖြတ်ပေးသွားပါပြီ။ဒါပေမဲ့ Chelsea ကရော Champions League လားမစင်းစားပါနဲ့ Europa League လားဝဲကြည့်ပါ။အခုဆိုရင်ဥရောပရဲ့တတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ Conference League ဝင်ခွင့်ရဖို့တောင်ဆူတောင်းနေရတဲ့ဘဝကိုရောက်သွားပါပြီ။ Chelsea လို့ပတ်စံနေအများများတုံးထားတဲ့အသင်းကြီးကနောက်ရာသီကျရင်ဂျားရဲ့ညဘက်တွေမှာဆာမာရီနိုတို့ကနာမည်တော်မကြားဘူးတဲ့တောင်သူနယ်သမားအသင်းတွေနဲ့တွားကန်ရမယ့်အခြေအနေပါပဲ။အဲ့ဒါတော့မှဝင်ခွင့်ရမရမသေးကြသေးပါဘူး။ United ကတော့အင်္ဂါဗိုလ်တော်ဦးနေ့ညတွေမှာဥရောပအဆင့်မြင့်ပွဲတွေကန်နေချိန် Chelsea ကတော့ဂျလာရီနေ့ညတကောင်ရံမှာရုပ်တံလိုင်းအောင်မပြတဲ့ပွဲတွေကိုကန်ရဖို့များနေပါပြီ။အခုဆိုရင် Chelsea ပရိသတ်ရဲ့ဆူတောင်းက Top 5 ဝင်ပါစေဆိုတာမဟုတ်တော့ပါဘူး။ဖခင်ရဲ့ကျေးဇူးပြုပြီးတရားဒီကိုအခုချက်ချင်းရက်ပြစ်လိုက်ပါတော့ဆိုတာပဲဖြစ်နေပါပြီ။ပရိသတ်တွေဟာဘောလုံးပွဲကြည့်ရတာကိုစိတ်ပီစည်းမှုတွေအပြည့်နဲ့အလုံးချမ်းတစ်ခုလိုခံစားနေရပါပြီ။ဒါကဘာနဲ့တူလဲဆိုတော့ရုပ်ရှင်ရုံထဲမှာအင်မတန်ပြင်းစရာကောင်းပြီးကြောက်စရာကောင်းတဲ့တဲကားကိုကြည့်နေရလို့အချိန်နေမြန်ကုန်ပြီးရုံထဲကထွက်ချင်နေတဲ့လူတယောက်ရဲ့ခံစားချက်မျိုးပါပဲ။ Rosinha ကတော့ we keep fighting လို့အော်နေပေမဲ့ပရိသတ်တွေကတော့ fighting မလုပ်နဲ့တော့အလံဖြူသာမြှောက်လိုက်ပါတော့လို့အော်ပြောနေကြလာပါပြီ။ပိုဆိုးတာက Chelsea ရဲ့လက်ကျန်9ပွဲပါ။ဒီ9ပွဲကလွယ်သလားဆိုတော့လုံးဝမချောင်ပါဘူး။လက်ရှိခြေစွမ်းစိတ်ဓာတ်နဲ့ဆိုရင်အဲ့ဒီ9ပွဲစလုံးဟာ Chelsea အတွက်တော့မိုင်းခွင်းနဲ့လမ်းလျှောက်နေရသလိုပါပဲ။ဘယ်အချိန်မှာပေါက်ကွဲမလဲဆိုတာကိုစောင့်ကြည့်ရုံပါပဲ။အောက်ခြေကတန်းစင်းဆောင်ကအသင်းနဲ့တွေ့ရင်တော့ Chelsea ကအလှရှင်ကြီးလို့အမှတ်တွေခွဲဝေပေးနေတာဆိုတော့လက်ကျန်9ပွဲမှာတမှတ်ရဖို့ကတော့မနေရုံရမယ့်အနေထားပါ။အဆင့်10ကဘုံမောက်ကတော့သူတို့ကိုကြော်ထက်ဖို့နောက်ကနေဒုံဒိုးပြေးလာနေပါပြီ။ Chelsea ရဲ့လက်ကျန်ရာသီအောင်ရှင်သန်ရေးတိုင်ပွဲမဟုတ်တော့ပဲဘလောက်ဂုဏ်သိက္ခာနည်းနည်းလေးနဲ့အဆုံးသတ်မလဲဆိုတာကိုပြပွဲတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။